Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုတောင်းပါဒီနေ့ကျွန်တော်တို့ share video မှာက column အကြောင်းပြောပြသွားပြီဆိုတော့ဒီနေ့ကျွန်တော် bin အကြောင်းကိုဆက်ပြီးလေ့လာကြည့်အောင်အဲ့တော့ bin က structure တွေက bin structure bin မှာဒီ concrete ရှိမယ် steel ရှိမယ်ပေါ့ဒါပေမဲ့ software down ထားတဲ့ကာစမှာပေါ့တခါလေးကြာလို့ရှိရင်ဟို family မပါတတ်ဘူးပေါ့နော် column တို့ bin တို့စတာတွေမှာသူရဲ့ original family မှာကညာတော့အဖြစ်ဒီ universal bin ကိုပဲပေးထားတာများတယ်concrete bin ကိုမပေးထားတတ်ဘူးအဲ့ချိန်ကျရင်ဘယ်လိုလုပ်မလဲဆိုတော့ဒါကကျွန်တော် family ထည့်ထားပြီးသားဖြစ်နေလို့အဲ့တော့ကဲအဲ့လိုမျိုး concrete family မရှိသေးဘူး concrete bin ပေါ့နော် family မရှိသေးဘူးဆိုရင် PB ရဲ့ original load ပေါ့နော် load family load family တွေကနေပြီးတော့ကျွန်တော်တို့ load family တွေကိုတော့ကျွန်တော်တို့ဒီ family တွေထားထားတဲ့ file location ပေါ့နော်ဒီမှာဆို English ရှိမယ်France Germany Japanese ပေါ့နော်အဲ့ဒီကနေပြီးတော့ကိုလိုချင်တဲ့ family သွားတောင်းပေါ့နော်ကျွန်တော်ဒီမှာ structure ကြီးထည့်ထားရဲဆိုတော့ဒီက structure အပြင်မှာထုတ်ထားအောင်နော်ကျွန်တော်သုံးနေကြ structure ကျတော့ Singapore က family တွေသုံးတာများလို့ဖြစ်နေတော့အဲ့တော့ Singapore ဒီမှာပြီးလို့ရှိရင် column U column ရှိမယ်ဆိုတော့ column ကအမှ U column ရှိလို့ structure column ရှိတယ် structure column ကိုသုံးပေါ့နော် column ချိန်ကြတယ်နော်အခုက bin ဆိုတဲ့အတွက် structure frame ကိုသုံးမယ်ပေါ့နော် structure framing ပေါ့အဲ့တော့ဒီမှာ structure framing ကိုသုံးမယ်ဒီထဲမှာဆိုရှင်ကျွန်တော်တို့ဒီမှာ concrete ရှိမယ် precast concrete ရှိမယ် steel ရှိမယ် wood လည်းရှိပေါ့နော်များသောအားဖြင့် concrete နဲ့ steel ပဲသုံးတာဆိုတော့ concrete ဒီမှာကကျွန်တော်ခု down ထားတဲ့ဟာ concrete rectangular bin ဒီ join နေလည်းရှိအောင်နော်များသောအားဖြင့်ဒီကောင်းပဲသုံးတာများတယ်အဲ့တော့ဒီ concrete rectangular bin ပေါ့ကိုကကိုလည်း family create လုပ်ပြီးတော့ထည့်သုံးလို့ရပါတယ်အဆင်ပြေတယ်လို့သုံးလို့ရတယ်ပေါ့နော် cantilever bin ဆိုလို့ရှိရင်လည်း cantilever bin ကိုကိုယ့်အကို family creation လုပ်ပြီးတော့ထည့်သုံးလို့ရတယ်ပေါ့အလောဆယ်ဒီဘက်ဒီကိုပါလာပြီးသား family ထဲမှာဆိုရင်ဒီ concrete rectangular bin ပေါ့နော်ဒါလေးကို open နေလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ load into project သဘောမျိုးနဲ့ load family ဖြစ်သွားပြီပေါ့နော်အဲ့တော့ load into project ပေါ့နော်ဒါကတော့ load family ပေါ့ okay အဲ့တော့လောဆယ်ကျွန်တော်ခု bin ကိုစာပြီးဆွဲတော့မယ် okay ကျွန်တော်တို့ဒီ bin တွေကိုနေရာမချခင်မှာကျွန်တော် brown အနေနဲ့ bin ရဲ့ကျွန်တော်တို့ type ကိုတွားပြီးတော့ကျွန်တော်ချက်လေးလာကြည့်အောင်ကျွန်တော်ဒီမှာ naming system နဲ့ G1 လို့ပေးထားတယ်ပြီး wake layer သူရဲ့ tab ကရှိရပါတော့နော်ဒီဟာကိုဘယ်မှာ check လုပ်လို့ရလဲဆိုတော့ဒီဘက်မှာ preview မှာ check လုပ်လို့ရတယ်လောဆယ်ဒီမှာ 2D ပေါ့နော်ကျွန်တော် 2D နဲ့ကြည့်ထားတယ် elevation left ဆိုတော့ဒီမှာဆိုရင် width ဆိုလို့ရှိရင် layer လို့ပြမယ် tab ကဒီလိုမျိုးပြမယ်ပေါ့ဒီမှာကိုဘယ်ဒီမှာထည့်ထားတဲ့ parameter ပေါ့နော်ဒီကတကယ် bin family မှာဘယ်အောင်သွားပြီး affect ဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော် checking လုပ်လို့ရတယ်ဒါဘယ် family မှမဆိုပါ okay 3D view ပြောင်းခြင်းဒီမှာ view ဆွဲနေရာလေးမှာနှိပ်မယ် 3D view လို့ပေးလို့ရတယ်ကျွန်တော် 3D view နော်ကျွန်တော်လက်ကြည့်လို့ရတယ် 3D view ဆင်ပြီးတော့လက်ကြည့်ပေါ့နော် control လေးကိုကင်ပြီးတော့လက်ကြည့်လို့ရတယ်နော် control လေးshift လေးကိုကင်ပြီးတော့လည်းကြည့်လို့ရတယ်လက်ချင်း shift လေးကင်ပြီးလက်ပေါ့နော် okay ကျွန်တော်အဲ့ဆိုရင် apply okay နေပြီးရင် G1 ကျွန်တော်စပြီးတော့နေရာချတော့မယ်နေရာချမယ်ဆိုရင်ကျွန်တော်တို့လက်ရှိအခုဆွဲမဲ့ plan က level 2မှာအဲ့ဒီအတွက်ဒီမှာ placement plane မှာလည်း level 2ဖြစ်နေလိမ့်မယ် structure usage မှာ automatic ပဲထားကြတာများတယ်ကိုယ့်ကို manual နဲ့ချရည်လည်းပြောင်းထားလို့ရတယ်3D snapping 2ဖွင့်ထားလိုက်ရတယ် off ထားလိုက်ရတယ်အဲ့လိုကျွန်တော်ဖွင့်ပြီးဆွဲမယ်ပိတ်ဆွဲလိုက်ရတဲ့အတူတူပဲ 3D မှာပဲ effect ဖြစ်တာမလို့ okay ကိုတော့ check လုပ်လောက်ကြည့်လိုက်မယ်နော် okay နောက်တစ်ခုဒီမှာ line မှာလည်းဆွဲလို့ရနော်ကိုယ့်ကိုတစ်ခုချင်းဆွဲလို့ရတယ် chain ပေါ့နော်ဒီမှာဆိုရင် chain ဆိုလို့ရှိရင်တောက်လျှောက်တွေဒီလိုမျိုးတစ်ခုပြီးတစ်ခုကိုတောက်လျှောက်ဆွဲသွားတဲ့ဟာမျိုး chain လို့ကျွန်တော်တို့ကသုံးတယ်ဒီမှာဆိုရင်တစ်ခုချင်းချစ်ဆွဲမယ်ဆိုလို့ရှိရင်နော်ပြန်ပြဒီမှာဆိုရင် chain နဲ့ပေးထားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြီးတော့မပြီးသေးဒီမှာဒီလိုမျိုးလေး dotted line နေနဲ့သူ့ရဲ့grid line လေးပြနေပေါ့နော်ဒီလိုမျိုးလေးဆက်သွားလို့ရတယ်သူ့ရဲ့
center line ပေါ့နော် grid line တော့ဖြစ်တယ် sorry center line ပေါ့နော်ဒါမျိုးလေးသွားလို့ရဥပမာဆွဲတာလို့ဆွဲလို့ရဒါ chain ဆိုရင်တောက်လျှောက်အဆန့်ပြဆွဲတာပေါ့အဲ့လိုမဟုတ်ဘူးပြန်ဖြတ်မယ်အဲ့လိုမဟုတ်ဘူးဆိုပြီးတော့ chain ကိုဖြုတ်ထားမယ် line နည်းပဲဆွဲမယ်ဆိုလေကျွန်တော်ဒီမှာဒီ grid line မှာဒီ column to column ချောင်းပြီးရင်ဒီ column to column တစ်ချောင်းဒီလိုမျိုးလေးဆွဲကြတယ်အများသောအားဖြင့်ဒီလိုမျိုးဆွဲတာလေရှိတယ်ပေါ့နော် okay ဒါတစ်ခုချင်းဒီ line နည်းဆွဲတာတစ်ချောင်းနည်းဆွဲတာပေါ့နော်နောက်တစ်ခုကကျတော့ on grid ဒါကျတော့ grid line မှာတစ်ခါလေးဆွဲချလိုက်တာဥပမာဒီ grid line 4ပေါ့နော် grid line 4တောက်လျှောက်မှာဒီနှစ်ချောင်းကိုတစ်ခါလေးဆွဲမယ်ဆိုလို့ရှိရင် on grid လို့နှိပ်မယ်ပြီးရင် grid line ကို select မှတ်မယ်သူက sketch move ပုံစံဖြစ်နေတဲ့အတွက်ဒီမှာ finish ပေးမှာသူက placement ကတစ်ခါလေးပြီးတာအဲ့တော့ finish ပြီးသွားပြီအဲ့လိုမဟုတ်ဒီ grid တစ်ပြင်လုံး1 2 3 4 ABC ဒီ row တောက်လျှောက်အကုန်လုံးပြီးမယ်ဆိုလို့ရှိရင်ကိုယ်ခဏဖြတ်လိုက်မယ်ပြီးရင်ဘင်းကိုပြန်သွားမယ်ပြီးရင် on grid ဆိုပြီးတော့ကိုပေးခြင်းတဲ့ grid line ကိုတစ်ခုချင်းစီ select မှတ်တာထက်ဒီလိုမျိုးပေါ့နော် right to left ပေါ့ select မှတ်ချလိုက်ရင် grid ကုန်လုံး select မှတ်ပြီးသားဖြစ်သွားတယ်ဒီမှာဘင်းနေလေအကုန်ပေါ်လာပြီပြီးရင် sketch move on ထားတဲ့ပုံစံဖြစ်နေတဲ့အတွက် finish ကိုလုပ်ပေးရမယ်အဲ့ဒါမှာဘင်းကနေရာချတာပြီးမှ placement ပြီးမှ finish အဲ့ဒါကျွန်တော်တို့ဘင်းဒီ floor တစ်ခုလုံးဘင်းချလို့ပြီးသွားပြီအဲ့တစ်ခုပေါ့နော် G1 ကကုန်တူနေမှာပေါ့အဲ့လို G1 အကုန်လုံးတူနေမှာကျွန်တော်တို့အဆင်ပြေမှာပေါ့ဒါမျိုးလေးရှိမယ် okay နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ဒီဘင်းကဥမာ 0.0 ဆိုတော့0ပေါ့ 0.00 ပေါ့ဟောဒီ floor ကနေပြီးတော့ဒီ 0.0 ကဘာလို့ဆိုလို့လဲဆိုတော့ဒီ level 2ကနေပြီးတော့ level 2မှာပဲရှိနေ0အဲ့တော့ပုံမှန်အဖြစ် structural ဘင်းတွေက archi floor ထက်ပိုနေမယ်အဲ့လိုချင်းမျိုးမှာကိုက level down ပဲပေါ့နော်အဲ့တော့ဒီ level 2ကနေ minus block ဆိုပြီးတော့ထားခြင်းတဲ့အခါမျိုးမှာကျွန်တော်တို့ step ဒီဘက်ချက်မှာပေါ့နော် properties box ထဲမှာ step level offset အဲ့ဒါကို minus 100ဒီစပြီးဆွဲထားတဲ့ step ကဒီဘက်မှာဖြစ်တဲ့အတွက် step point မှာ minus 100ဖြစ်မယ်ပြီး end point က0ဖြစ်နေတော့ကျွန်တော်တို့ incline တော့ဖြစ်နေပေါ့နော်တော့ဒီဆွဲထားတဲ့ shape ကြီးကတော့နော် incline ဖြစ်နေတယ် minus ဒီအောင်မှာတော့ minus 4ကြာသွားတယ်ဒီဘက်ချက်မှာကျတော့0ဖြစ်နေအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကတော့တူဖြစ်ဖို့များတာပေါ့နော်ဒါတော့ according to drawing ပေါ့ဆိုတော့ minus 100 minus 100ဒါကဒီဘက်ထဲမှာသွားပြီးပြင်တာအဲ့လိုမဟုတ်ဘူးဘင်းကိုကျွန်တော် select မှတ်လိုက်မယ်မှတ်ပြီးတော့ဒီမှာရှိနေခဏလေးပေါ့နော်အဲ့တော့ဒီမှာလည်းသူရေးထားပြီးသား end level offset ဆိုတော့အဲ့ဒါလေးကို select တစ်ချက်မှတ်မယ် click တစ်ချက်ခောက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ကို minus 50ပေါ့လို့ရှိရင်ဒီဘက်မှာသွားပြီးတော့လေဒီမှာဆိုရင် step level offset လို့ပေါ်နေမယ်ဒီကဏ္ဍလေးမှာအဲ့ဒါကိုခုန property box ထိသွားစရာမလိုဘဲနဲ့ဒီကဏ္ဍလေးကို select မှတ် click လေးတစ်ချက်ခောက်ရုံနဲ့ကိုလိုချင်တဲ့ level ကိုပြင်လို့ရတယ် okay ဒီနေ့ဘင်းကတော့ basic အနေနဲ့ကျွန်တော်ဒီလောက်လေးသိရင်ဆွဲလို့အဆင်ပြေလို့မြင်ပါတယ်အားလုံးအဆင်ပြေကြပါစေ